ကျွန်တော်တို့စစ်သားကိုချစ်တယ်ကျွန်တော်တို့တတ်မတော်ကိုကျွန်တော်ချစ်တယ်လက်ခံတယ်ကျွန်တော်ကိုယ်တိုင်နဲ့ချစ်တယ်ဒါပေမဲ့ကျွန်တော်တို့ချစ်တဲ့တတ်မတော်ကကျွန်တော်တို့နိုင်ငံကိုကာကွယ်တဲ့တတ်မတော်အဲ့တတ်မတော်မျိုးကျွန်တော်ချစ်တယ်ဒါပေမဲ့ကိုယ်နိုင်ငံကိုဖို့ညင်ညက်ကြည့်ကိုလူမျိုးအချင်းချင်းကိုတိုင်းသားအချင်းချင်းကိုပြန်လေတပ်ဖြတ်နေတဲ့စစ်တပ်မျိုးကိုအလိုမရှိတာအဲ့ဒီလိုစစ်တပ်မျိုးကိုပြန်တော်လန်လာအတ္တကိုခမများတို့ကစစ်တပ်ကိုမုန်းနဲ့ထင်မုန်းရတယ်ဘာမှမဖြစ်ဘူးကျွန်တော်တို့ချစ်တဲ့တတ်မတော်ကကျွန်တော်တို့ရဲ့အိုးမဲ့အိမ်မဲ့ဘဝနေပြီးတော့မလုံခြုံမှုဘဝနေပြီးတော့လုံခြုံစေတယ်အိုးမဲ့အိမ်မဲ့ဘဝတွေရောပြန်လဲတည်ဆောင်းနိုင်တဲ့စစ်တပ်မျိုးကာကွယ်ပေးနိုင်တဲ့စစ်တပ်မျိုးကျွန်တော်တို့လိုချင်တာအခုလိုမျိုးဗရန်ဗရာနော်အထိုင်သိမ်းရှိဥပဒေမဲ့လုံရက်တွေကိုလုံနေတဲ့တတ်မတော်မျိုးကိုလုံးဝမကြိုက်ဘူးအဲ့ဒီလိုတတ်မတော်မျိုးကိုပေတဲ့အထိတော်လန်နေဦးမှာပဲပေတဲ့အထိလည်းတိုက်ခိုက်နေဦးမှာပဲမင်းအောင်လာကိုလုံးဝလို့မရှိမင်းအောင်လာလောက်တဲ့တကြံကိုလည်းလုံးဝအထင်မကြီးဒီနေ့တကြံကပြည်သူတွေရဲ့ရင်ထဲမှာပျော်ပါနေမဲ့အစားပြည်သူရဲ့ရင်ထဲမှာပူဆွေးမှုတွေနော်ကြည်ကွယ်မှုတွေမလုံခြုံမှုတွေနဲ့ပြည့်နေနေတဲ့2025ပင်းချံလို့ပဲကျွန်တော်ကတော့ပြောချင်တယ်။ဟုတ်လား2025မှာဘလောက်ပဲပင်းချံကိုနော်အလားစစ်စင်ဘလောက်ပဲဥဆောင်ဘလောက်ပဲပွဲတော်လို့မင်းရဲ့မျက်နှာကိုငါတို့ကြည့်သိတယ်။မင်းရဲ့လုံရက်တွေကလည်းတကယ်တော့မင်းတရုပ်ဆောင်ကောင်းတာပဲ။တကယ်တော့မြန်မာပြည်မှာလေဒီလိုမြင်းသမီးမြင်းသားတွေရုပ်ရှင်မြင်းသမီးမြင်းသားတွေကိုအကယ်ဒမီပေးရမှာမဟုတ်အဲ့မင်းအောင်လိုင်းနဲ့မင်းအောင်လိုင်းအနောက်လိုက်တဲ့အပေါင်းပါတွေကိုเนาะကျွန်တော်တို့တွေစုတစိတ်တွေပေးရမှာเนาะအကယ်ဒမီစုစင်တွေတတ်မှတ်ပေးရမှာဘာလို့ဆိုတော့ဟန်ဆောင်ကောင်းတယ်မြန်မာပြည်မှာဘလောက်ပဲအလောင်းတွေထပ်အောင်မြုပ်နေရပါစေသူတို့ရဲ့မျက်နှာမှာကလုံးဝကိုပျော်ရွှင်ပြီးတော့เนาะအရန်နှမောက်တာရတယ်ကျွန်တော်အဲ့တဲ့အိမ်မှာပါမိသားစု10ယောက်ရှိမှာအဲ့မိသားစု10ယောက်ထဲမှာတယောက်ကဆုံးပါနေတဲ့အတုပကိုစင်နွဲနေရတယ်ဆိုရင်အဲ့မိသားစု9ယောက်ကျန်တဲ့မိသားစုကပျော်နေနိုင်မှာမပျော်နေနိုင်ဘူးအဲ့ဒါဘာဖြစ်လို့ဆိုတော့မိသားစုတွေဖြစ်နေတော့အခုကျွန်တော်တို့မြန်မာပြည်မှာတော့နေ့စဉ်နဲ့အမျှအလောင်းတွေကိုမြေထဲမြုပ်နေရတဲ့အချိန်မိသားစုမြောက်များစွာအိုးမဲ့အိမ်မဲ့ဖြစ်နေရတဲ့အချိန်စားရမဲ့တောက်ရမဲ့ဘဝအနာကပျောက်နေတဲ့အချိန်အဲ့ဒီလိုမျိုးတိုင်းပြည်ကပြက်ပြားပြီးတော့တိဆောက်စရာမရှိလောက်အောင်စုပ်ပြတ်တတ်နေတဲ့အချိန်မှာအခုလိုမျိုးတင်းကြံကိုမျက်နှာပြုံးလေးနဲ့ထွက်ပြီးတော့မှတင်းကြံလှုပ်ပြည်သူတွေကိုချပြကဘာကြီးကိုသူတို့နိုင်ငံမှာဘာမှမဖြစ်တယ်လို့မျိုးနော်ဟန်ဆောင်ပြနိုင်တဲ့မင်းအောင်လိုင်းရဲ့တတိမင်းအောင်လိုင်းရဲ့နော်တရုပ်ဆောင်မှုတော့ကျွန်တော်အကယ်ဒမီမပေးဘဲမနေနိုင်အကယ်ဒမီဆွစင်ကြီးမင်းအောင်လိုင်းနော်အရန်နမကိုတော်ပါတယ်နော်အဲ့ဒီမှာနော်ဇဘိုဇယန်နော်အဖက်ဖက်ကကူညီပတ်ပိုးပြီးနေဘောမတ်တွေပေါ့နော်ဘောမတ်တွေသူတို့လည်းနော်ဒါဇဘိုဇယန်စုတို့နော်ဒီရုပ်ရှင်တစ်ခုပြီးမြောက်ဖို့အတွက်ကိုဝမ်းကူပြီးနေတယ်နော်တရုတ်ဆောင်စင်တို့ကကျွန်တော်တတ်မှတ်ပြီးလို့ရတာပါနော်တကယ်တော့မင်းအောင်လိုင်းရဲ့နေ့စဉ်လုံနေတဲ့အလုပ်တွေကသူ့ရင်ထဲမှာရှိနေလို့လုံနေတာပေါ့ခမည်းတော်ကိုရုပ်ရှင်ရိုက်ပြနေတာခမည်းတော်ကိုခန်းဆောင်ပြနေတာသူ့ရဲ့အပြုံးတွေကမျက်နှာမှာပုံမဲ့သူ့ရဲ့မျက်လုံးတွေမှာအညိုးအာကာသတွေနဲ့ပြည်သူတွေကိုဘလို့ရက်ဆက်ရမလဲပြည်သူတွေကိုဘလို့ဒုက္ခပေးရမလဲမြန်မာပြည်ကြီးဘလောက်ဒုက္ခရအောင်လုံမလဲဆိုတဲ့အညိုးအာကာသတွေနော်သူ့ရဲ့အာဏာတည်မြဲဖို့အတွက်ဘာမဆိုလုံးမဆိုရသူ့ရဲ့အတ္တတွေပေါ့နော်အတ္တတွေကိုမိတ်ဆွေတို့မမြင်နိုင်ဘူးလားခင်ဗျားတို့မမြင်နိုင်ဘူးလားဘောမလေနော်ကိုမှတ်တဲ့ဘောကတနေ့ကိုလေဘင်းကိုကျိုးဝင်းစုံးမဲ့ဘောဆိုတာကိုလည်းတတိယအောင်မှတ်တော့လည်းကြည့်မှာပေါ့ဗျာကိုရဲ့မိသားစုတွေမှာခင်ဗျားတို့ပြည်သူတွေခံတယ်လို့မျိုးတနေ့ခံစားလာတနေ့ကြရဲ့ခင်ဗျားတို့လည်းဘောမနိုင်အောင်လားဆိုတော့ကျွန်တော်စောက်ကြည့်အောင်ပါဝိဆိုတာပေမလဲတာမဟုတ်ဘူးဒီဘဝထိလဲမှာခမည်းတော်တွေကိုကျွန်တော်ပြောချင်တယ်ဗျာ
လူပဲထမင်းစားပြီးဆိုတော့အတိညာနေတော့ရှိပေါ့ကိုထောက်ခံအားပေးတဲ့လူကတကယ်ရောကိုယ်နိုင်ငံကိုကောင်းကျိုးပြုရလားတကယ်ရောကိုယ်နိုင်ငံကောင်းကျိုးအတွက်ကိုလိုလားတဲ့လူလားတကယ်ရောခေါင်းဆောင်တယောက်ရောဖြစ်ထိုက်ရလားဆိုတော့လေတည်တည်ချစဉ်းစားမင်းအွန်လိုင်းကိုလုံးဝကိုမကြိုက်ဘူး။ဘာကြောင့်မကြိုက်တာလဲဆိုရင်မင်းအွန်လိုင်းမလို့မကြိုက်တာမဟုတ်ဘူး။အာနာယူနေတဲ့စစ်တပ်မလို့မကြိုက်တာ။မင်းအုပ်စုကပြောသွားသေးတယ်။နိုင်ငံတစ်နိုင်ငံမှာတဲ့စစ်တပ်မရှိလို့ရှိရင်တဲ့နိုင်ငံတကာရပ်တည်ဖို့မဖြစ်နိုင်ဘူးတဲ့။စစ်တပ်ကပြည်သူတွေကပောက်သွားတယ်တဲ့။ Okay လက်ခံတယ်။ကျွန်တော်စစ်တပ်ကိုချစ်တယ်။ကျွန်တော်တတ်မတော်ကိုကျွန်တော်ချစ်တယ်လက်ခံတယ်ကျွန်တော်ကိုယ်တိုင်နဲ့ချစ်တယ်ဒါပေမဲ့ကျွန်တော်တို့ချစ်တဲ့တတ်မတော်ကကျွန်တော်တို့နိုင်ငံကိုကာကွယ်တဲ့တတ်မတော်အဲ့တတ်မတော်မျိုးကျွန်တော်ချစ်တယ်ဒါပေမဲ့ကိုယ်နိုင်ငံကိုဖို့ညံ့ညက်ကြည့်ကိုယ်လူမျိုးအချင်းချင်းကိုယ်တိုင်းသားအချင်းချင်းကိုပြန်လဲတပ်ဖြတ်နေတဲ့စစ်တပ်မျိုးကိုအလိုမရှိတာအဲ့ဒီလိုစစ်တပ်မျိုးကိုပြန်တော်လှန်တာအတ္တကိုခမများတို့ကစစ်တပ်ကိုမုန်းနေတယ်မုန်းရတယ်ဘာမှမဖြစ်ဘူးကျွန်တော်တို့ချစ်တဲ့တတ်မတော်ကကျွန်တော်တို့ရဲ့အိုးမဲ့အိမ်မဲ့ဘဝနေပြီးတော့မလုံခြုံမှုဘဝနေပြီးတော့လုံခြုံစေတယ်အိုးမဲ့အိမ်မဲ့ဘဝတွေရောပြန်လဲတည်ဆောက်နိုင်တဲ့စစ်တပ်မျိုးကာကွယ်ပေးနိုင်တဲ့စစ်တပ်မျိုးကျွန်တော်တို့လိုချင်တာအခုလိုမျိုးဗရန်ပရာနော်အထိုင်သိမ်းမရှိဥပဒေမဲ့လုံရက်တွေကိုလုံနေတဲ့တတ်မတော်မျိုးကိုလုံးဝမကြိုက်ဘူးအဲ့ဒီလိုတတ်မတော်မျိုးကိုသေတဲ့အထိတော်လန်နေဦးမှာပဲသေတဲ့အထိတဲ့တိုက်ခိုက်နေဦးမှာပဲသေတဲ့အထိတဲ့ပြန်ပြီးတော့ဆဲနေဦးမှာပဲဆိုတော့ပြောချင်တယ်မင်းအောင်လိုက်ကိုလုံးဝလို့မရှိမင်းအောင်လိုက်လောက်တဲ့တကြံကိုလည်းလုံးဝအထင်မကြီးဒီနေ့တကြံကပြည်သူတွေရဲ့ရင်ထဲမှာပျော်ပါနေမဲ့အစားပြည်သူရဲ့ရင်ထဲမှာပူဆွေးမှုတွေနော်ကြည်ကွယ်မှုတွေမလုံခြုံမှုတွေနဲ့ပြည့်နေနေတဲ့2025ပင်းချံလို့ပဲကျွန်တော်ကတော့ပြောချင်တယ်